ပါအားလုံးပဲမင်္ဂလာပါခင်ဗျာတကယ်ချင်းတို့ရပေါ့နော်ဒီနေ့မှာဆိုရင်တော့ချောင်းဝင်ကတော့နော် Gmail စမတ်တဲ့နေ့ကိုလာပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပေါ့နော်ပြီးတော့လည်းဒီ Gmail ကနော်ကျွန်တော်တို့ဂျပန် TikTok account ဖွင့်ဖို့ရတဲ့ Gmail လေးကိုပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပေါ့နော်ဟုတ်ကဲ့ပါအတူတူသွားကြည့်ကြမယ်ပေါ့နော်အရင်ဦးဆုံးကျွန်တော်တို့ Gmail ထဲမှာဝင်လိုက်ပါခင်ဗျာနော် Gmail ထဲမှာဝင်လိုက်ပြီးဆိုရင်ဟိုအပေါ်ကဒီ email လေးကိုတစ်ချက်လေးဝင်လိုက်ပါခင်ဗျာဝင်နေလိုက်ပြီးဆိုရင်အောက်ဆုံးကိုဆွဲလိုက်ပါခင်ဗျာအောက်ဆုံးမှာဆွဲပြီးဆိုရင်ဒီနေရာလေးကိုပေါ့နော် sorry ပါဒီနေရာလေးပေါ့နော်ဖွင့်ပန်းချီဒီနေရာအပေါင်းလေးကိုတစ်ချက်နှိပ်ပါတယ်ပေါ့နော်အပေါင်းလေးကိုတစ်ချက်နှိပ်ပြီးဆိုရင်ဒီ Google လေးကိုတစ်ချက်လေးဝင်နှိပ်လိုက်ပါနော်โอเคဒီလိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့လက်ပို့နှိပ်ရမယ်ပေါ့နော်ကျွန်တော်ပေါ်တော့လက်ပို့လေးချိတ်ထားတယ်ဆိုရင်တော့နော်ခဏလေးစောက်လိုက်ပါခင်ဗျာဒီလိုမျိုးပေါ်လာပြီဆိုရင်တော့တကယ်ချင်းရပေါ့နော်ကျွန်တော်တို့ကGmail အသစ်ဖွင့်မယ်ဆိုရင်เนาะကျွန်တော်တို့ဒီအောက်ကစံပန်ချီပေါ့เนาะတစ်ချက်လေးဝင်နှိပ်လိုက်ပါပေါ့เนาะဒီမှာနှစ်ခုရွေးခန်းတယ်တွေ့လားတကယ်တမ်းကျတော့တချို့သောသူငယ်ချင်းတွေကိုဒီ email ဒီအောက်ကကိုရွေးချယ်တယ်ပေါ့เนาะအောက်မှာရွေးချယ်တယ်ဆိုရင်ဂျပန်အကောင့်ကိုဖွင့်လို့မရဘူးပေါ့เนาะအပေါ်ဟာကရွေးချယ်ရမှာဖြစ်ပါတယ်เนาะဒီအောက်ကတော့ဆလာငါเหลือธุรกิจของฉันအပေါ်ဆိုကကျွန်တော်တော့สระการใช้งานส่วนตัวเนาะကျွန်တော်တို့တယောက်တည်းပဲသုံးနေတာပေါ့เนาะတယောက်တည်းပဲသုံးနေတာကိုအပေါ်မှာရွေးလိုက်ပါเนาะအပေါ်မှာရွေးမှာဂျပန်အကောင့်ဖွင့်လို့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအပေါ်ကဟာကိုရွေးလိုက်ပါခင်ဗျာเนาะရွေးလိုက်ပြီးဆိုရင်နာမည်ကိုရေးထည့်လိုက်ပေါ့เนาะကျွန်တော်ကတော့နာမည်ရေးထည့်လိုက်မယ်ပေါ့เนาะချန်ဝင်းเนาะချန်ဝင်းကိုရေးထည့်လိုက်မယ်ပြီးရင်ဒီအပြလေးကိုထည့်နှိပ်လိုက်ပါခင်ဗျာsorry ပါအပြလေးကိုထည့်နှိပ်လိုက်ပါနှိပ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ရဲ့မွေးရက်သက်ကလေးပေါ့နော်မွေးရက်သက်ကလေးကိုထည့်ပါမွေးတဲ့ရက်ပဲနေ့ရက်လဲဆိုရင်တော့ပဲလာတယ်နော်ပြီးရင်ပါမွေးတဲ့သက်ကလေးလဲဆိုရင်ကျွန်တော်ကတော့1992โอเคပြီးရင်အောက်ကကိုတစ်ချက်ကိုရွေးပါနော်ဒီမှာနော်တစ်ချက်နှိပ်လိုက်ပါဒါတော့ကျွန်တော်တို့ကတော့မိုင်းကလေးလားယောက်ျားလေးလားယောက်ျားလေးဆိုရင်ယောက်ျားလေးကိုရွေးပေါ့နော်ယောက်ျားလေးဆိုရင်ဒီမှာနော်မိုင်းကလေးဆိုရင်အပေါ်မှာနော်ဒီပါတစ်ချက်နှိပ်ပါကျွန်တော်တို့ဖစ်ချရပြီးရင်ဒီအောက်ကထပ်ပိုင်းအပြာရောင်လေးကိုထည့်နှိပ်လိုက်ပါခင်ဗျာပြီးရင်ကျွန်တော်တို့ကခုနကနာမည်ကရေးထည့်လိုက်ပါပေါ့နော်ဘာကနောင်ကိုထားပါတယ်ငါထည့်ကြည့်လိုက်မယ်နော်ပြီးရင်ဒီမှာတစ်ချက်လေးနှိပ်ပါနော်နှိပ်သွားလိုက်ပါမရဘူးဆိုရင်အနေလေးပေါ်လာပြီဆိုရင်သူကတော့ပေးမယ်နော်အောက်မှာတွေ့လားဝင်းစီနော်934နှစ်ကိုတစ်ချက်နှိပ်ပါနော်ဒီနေရာလေးကိုတစ်ချက်ကိုGmailကလာပေးတယ်ပေါ့နော်နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်ဒီမှာရနေပြီတွေ့လားနော်ဒီမှာရနေပြီဆိုရင်ဒီမှာsorry ဒီမှာထားပိုင်းလေးကိုတစ်ချက်လေးနှိပ်လိုက်ပါခင်ဗျာနော်နှိပ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ကလဟဖကိုထည့်လိုက်ပါနော် password ကျွန်တော်တို့ပဲဘယ်လိုမျိုးထားချင်ပါတယ်နော်အင်္ဂလိပ်စာအကြီးတလို့အသေးတလို့ပြီးရင်ကနောင်6လို့ကိုထည့်ပါနော်မမြောင်ထည့်နော်โอเคပါနော်မမြောင်ထည့်လိုက်ပြီးဆိုရင်ဒီထားပိုင်းလေးကိုတစ်ချက်လေးထည့်နှိပ်လိုက်ပါပေါ့နော်ဒီတော့ပုံရတယ်ဒီထားပိုင်းလေးကိုတစ်ချက်လေးနှိပ်လိုက်ပါနော်တကယ်ချင်းလေးပေါ့နော်โอเคနှိပ်လိုက်ပြီးဆိုရင်ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်ခင်ဗျာနော်ဒီလိုမျိုးပေါ်လာပြီးဆိုရင်ဒီအောက်ကထားပိုင်းလေးကိုနောက်တစ်ချက်ထည့်နှိပ်ပါနော်တကယ်ချင်းလေးပေါ့နော်နှိပ်လိုက်ပြီးဆိုရင်အပေါ်ကနည်းနည်းဆွဲလိုက်ပါဆွဲလိုက်ပြီးဆိုရင်ချန်ယွန်လာကိုတစ်ချက်လေးထည့်နှိပ်ပါနော်ထိုင်ပြီးလေးโอเคနှိပ်လိုက်ပြီးဆိုရင်ဒီလိုမျိုးဆိုရင်ရသွားပါပြီခင်ဗျာနော်တကယ်ချင်းလေးပေါ့နော်ရသွားပြီဆိုရသွားပါပြီခင်ဗျာနော်ခုနကနှိပ်လိုက်ပြီးဆိုရင်တော့တကယ်ချင်းလေးပေါ့နော်ဒီလိုမျိုးပေါ်လာပြီးဆိုရင်ကျွန်တော်တို့တွေကဘယ်ကိုသွားကြည့်ရမလဲဒီကျွန်တော်တို့Gmailခုနကရနေပြီလားလို့နော်ရနေပြီဆိုရင်နော်
ဟိုအပေါ်ကတစ်ချက်လေးနှိပ်လိုက်ပါပေါ့နော်ပြီးရင်အောက်ဆုံးကိုဆွဲလိုက်ပါနော်အောက်ဆုံးကိုဆွဲလိုက်ပါခုနကကျွန်တော်တို့စမတ်ထားတဲ့ Gmail လေးကိုပေါ်လာလိုက်မှဖြစ်ပါတယ်ပေါ်လာပြီးဆိုရင်ကျွန်တော်တို့ကယူမယ်ပေါ့နော်ဒီ Gmail ကိုယူသုံးမယ်ဆိုရင်TikTok account စမမယ်ဆိုရင်ယူသုံးမယ်ဆိုရင်သူ့ကိုတစ်ချက်နှိပ်ပါနော်ဒီမှာတစ်ချက်နှိပ်ပါပြီးရင်သူကတော့အပေါ်ဆုံးကတက်သွားလိုက်မှဖြစ်ပါတယ်ကြည့်လိုက်ပါနော်ဒီမှာတွေ့လားနော်ဒီမှာတွေ့လားရနေပါပြီခင်ဗျာပေါ့နော်တကယ်ချင်းလေးပေါ့နော်ဒါမျိုးဆိုရင်အားလုံးရသွားပြီပေါ့နော်ဒါတော့ဂျပန် account ဂျပန် TikTok account ဖွင့်ဖို့ဆိုရင် Gmail ကိုစမတဲ့နည်းလေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအားလုံးကိုအဆင်ပြေကြပါစေနော်